is a food festival အစားအသောက်ပွဲတော်တစ်ခုပါ La tomatina people usually eat tomatoes လူတွေကအမြဲလိုခင်းညင်သီးတွေကိုစားကြတယ် but once a year in Buenos Spain people just throw them ဒါပေမဲ့နှစ်တစ်နှစ်မှာတစ်ကြိမ်စပိန်နိုင်ငံဘွန်ညိုမြို့မှာလူတွေကခင်းညင်သီးတွေနဲ့ပစ်ကြတယ် them ဆိုတာကတော့ tomatoes ကိုပြောတာပါ yes that's correct ဟုတ်တယ်ဒါအမှန်ပဲ the whole town of Borneo has a giant tomato fight ဘွန်ညိုရဲ့မြို့တစ်မြို့လုံးဟာကြီးမားတဲ့ခင်းညင်သီးတိုက်ပွဲကြီးရှိတယ် it's very messy ဒါကအလွန်လည်းညစ်ပေရှုပ်ပွနေတယ် by the end of the day there are squashed tomatoes all over town နေ့တစ်နေ့ရဲ့အဆုံးမှာဆိုရင်တစ်မြို့လုံးကိုပျော့ပြဲနေတဲ့ခင်းညင်သီးတွေနဲ့ဖုံးလွှမ်းနေတယ် in fact there are 120 tons of squashed tomatoes တကယ်တော့ပျော့ပြဲနေတဲ့ခင်းညင်သီးတွေဟာတန်ချိန်ပေါင်း120တန်တောင်မှရှိပါတယ် Garlic festival ကျက်သွန်ဖြူပွဲတော် all over the world people use garlic in their cookie ကမ္ဘာတစ်ဝန်းလုံးကလူတွေကသူတို့ချက်ပြုတ်တဲ့နေရာမှာကျက်သွန်ဖြူကိုအသုံးပြုကြပါတယ် Some people in California in the US really like garlic US က California ပြည်နယ်မှာဆိုရင်တချို့လူတွေကကျက်သွန်ဖြူကိုအလွန်ကိုတကယ်ကိုကြိုက်ကြပါတယ် They like it so much that every year they celebrate it with a garlic festival သူတို့ကျက်သွန်ဖြူကိုအလွန်ကြိုက်လို့ကျက်သွန်ဖြူပွဲတော်တောင်မှသူတို့ကျင်းပကြတယ်နှစ်တိုင်း You can taste garlic in everything you can think of သင်တွေးလိုက်တဲ့နေရာတိုင်းမှာကျက်သွန်ဖြူရဲ့အရသာကိုသင်မြင်ဆန်းနိုင်တယ် There's even garlic ice cream and garlic popcorn ကျက်သွန်ဖြူရေခဲမုန့်နဲ့ကျက်သွန်ဖြူနဲ့လှုပ်ထားတဲ့ပေါက်တွေကျက်သွန်ဖြူပေါက်တွေတောင်မှပဲရှိပါတယ် Garlic Festival